တောထဲမှာရေနံသွေးရင်ဖုံးရက်တီနေရ GPS ကိုဘာလို့အမြန်ပိတ်ထားရမယ်လို့ပြောကြတာလေဒီလူငယ်လေးဟာအ내ရောင်အကြီးတွေကရေနံဖြစ်ကြောင်းအထထအတီးပြူပြီးနောက်မှာအလွန်အံ့အားသင့်တော်ခဲ့ပါတယ်ဒီလောက်များပြားလာတဲ့ကံကောင်းမှုကြီးကသူ့စီစိုက်စိုက်မြဲမြဲရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးဒါကြောင့်သူဟာအင်ကူချက်ချင်းပြန်ထိရေနံဆုတ်ဆက်နဲ့စီဘုံ30ဘုံကိုပြင်ဆင်ခဲ့ပါတယ်ဘလောက်တန်ဖို့ရှိမလဲဆိုတာကြည့်ပြီးမှဆက်လုပ်ဖို့ဆုံးဖြတ်မှာပါဒါဆိုရင်ရေနံ30ဘုံကတကယ်တမ်းဘလောက်တန်ဖို့ရှိမှာလဲနောက်ထပ်လူငယ်တယောက်ကတော့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်သူကရေနံစက်ရုံကိုတွားပြီး$25နဲ့ရေနံတပူးဝယ်ခဲ့ပါတယ်တကယ်တော့ဒီလိုရေနံစိမ်းတွေဟာတန့်စင်ပြီးသွားမဟုတ်တဲ့အတွက်များသောအားဖြင့်စေးပိုင်းလိုက်ပဲဝယ်ကြတာပါဒါကြောင့်သူကအပေါင်းဆိုင်မှာတွားရောင်းတဲ့အခါမှာတော့ဆိုင်ရှင်က$1ပဲပေးခဲ့ပါတယ်ကိုသွေးတဲ့ဒီဟာရေနံဟုတ်မဟုတ်ခွဲခြားဖို့ကအရန်လွယ်ပါတယ်လက်နဲ့ထီးတွေ့ကြည့်ပြီးအစီအပြန်မှုနဲ့ဆေးပစ်မှုကိုကြည့်ရပါမယ်အင်ဂျင်ဝိုင်းလိုမျိုးဆေးပစ်ပြီးအစီအရန်ပြန်နေရင်တော့ဒါဟာရေနံဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်အစီမပြန်ပဲလက်နဲ့ထိလိုက်တာနဲ့ပြန်သွားနေအကြီးမျိုးဆိုရင်တော့ရေနံမဟုတ်ပါဘူးအရေးကြီးဆုံးပါတော့တောထဲမှာရေနံတွေ့ချင်ရင်ဖုံးထဲမှာလုံးဝရှဲမလို့ပါနဲ့အမြန်ဆုံးပြန်မြုံထားလိုက်တာအကောင်းဆုံးပါဘာဖြစ်လို့လဲဆိုတော့မထင်မှတ်ထားတဲ့ကြောက်စရာကောင်းတဲ့အရာတွေဖြစ်လာနိုင်လို့ပါ